ဒီခေတ်ကြီးက digital ခေတ်ကြီးမီဒီယာကိုအလွန်အမင်းသုံးစွဲလာတဲ့ခေတ်ကြီးအဲ့လိုခေတ်ကြီးထဲမှာစိုးဝါးတဲ့အကျိုးသက်ရောက်မှုတွေကိုရလာတာကို brain rot လို့ပြောကြတယ် brain rot ဖြစ်နေတဲ့ဒီနေ့ခေတ်လူငယ်တွေဟာအာယုံစူးစိုက်မှုကိုသုတေသနလုပ်တဲ့ပညာရှင်တွေကသူတို့တွေဟာ8.25 စက္ကန့်အတွင်းမှာသူတို့ကိုဆွဲဆောင်နိုင်ရင်ဆွဲဆောင်မဆွဲဆောင်နိုင်ရင်တော့နောက်တစ်ခုကိုပြောင်းမိတာမှတ်ပြီးတော့မင်္ဂလာပါဆရာတို့တစ်ခေါက်ပြန်တွေ့ကြပြန်ပြီပေါ့ဒီနေ့တော့ဆရာကဘာလေးစဉ်းစားရလဲဆိုတော့စကလုံးတွေအကြောင်းဆရာစဉ်းစားရတယ်စာလေးလည်းနည်းနည်းပြန်ဖတ်ဖြစ်တယ်ပေါ့လေဖတ်တဲ့အခါမှာပုံမှန်ဖတ်တဲ့စာတွေမဟုတ်ဘဲနဲ့စကလုံးတွေကိုဆရာလိုက်ပြီးတော့စိတ်ဝင်စားနဲ့ဖတ်ဖြစ်တယ်စကလုံးတွေဆိုတော့ဘာစကလုံးတွေလဲပေါ့ဥပမာဆရာတို့ငယ်ငယ်တုန်းကကြားဘူးတဲ့စကလုံးတစ်လုံးရှိတယ် brain drain ပေါ့အုံနောက်ယိုစီးမှုပြဿနာဆိုပြီးတော့တော်တော်လေးနာမည်ကြီးခဲ့ဘူး။ကျွန်တော်နိုင်ငံမှာညံကောင်းတဲ့သူတွေစာတော်တဲ့သူတွေအဲ့လိုလူတွေဟာအသက်အရွယ်တစ်ခုရောက်လဲရောက်လာတော့ထူးချွန်ထက်မြက်တဲ့သူတွေဟာသူများနိုင်ငံကိုပြောင်းသွားတယ်။ပြောင်းလဲဆိုတာလည်းမမှားပါဘူး။ဘာလို့လဲဆိုတော့ရေကြီးရာမျက်နှာရာကိုလူတွေဟာရွှေ့ကြပြောင်းကြမှာပဲဖြစ်ပါတယ်။အဲ့လိုပြောင်းသွားတဲ့အခါမှာဆရာတို့ဘာသွားတွေ့ရဆိုတော့ကိုယ်နိုင်ငံမှာရှိတဲ့ထူးခြားတဲ့ထူးချွန်တဲ့တက်ကျွမ်းတဲ့အုံနောက်တစ်စုံဟာသူများနိုင်ငံကိုစီစဉ်သွားတယ်လို့ပြောပါတယ်။ဒါကြောင့်ကျွန်တော်ကအုံနောက်ယူစီးတယ်လို့ပြောကြပါတယ်။အဲ့တော့အခုခေတ်ကိုပြန်ကြည့်လိုက်တော့အုံနောက်ယူစီးတာလည်းမဟုတ်တော့ဘူး။ဟိုးလုံးကကျွန်တော်ငယ်ငယ်တော့ဆိုရင်ဘယ်လိုဖြစ်လဲဆိုတော့ဟိုတိတ်တော်တဲ့ကောင်တွေတိတ်ထက်မြက်တဲ့ကောင်တွေက oversea သွားကြတာပေါ့။နိုင်ငံသားမှာနေအခြေချကြတယ်။ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့။နိုင်ငံသားသွားဖို့လည်းတော်တော်ခက်ခဲတယ်။အဲ့တော့ထူးချွန်တဲ့အုံနောက်တွေပျောက်ပျောက်သွားတယ်လို့ဆရာပြောချင်ပါတယ်။အဲ့တော့ဆရာတို့အုံနောက်ယူစီးတယ်ပေါ့။ဟိုဒီနေ့ခေတ်လဲကြောကဘာကြီးကလည်း globalization ဖြစ်လာတယ်တကယ်ရွာကြီးတရားလို့ဖြစ်လာတဲ့အတွက်ကျွန်တော်တို့နိုင်ငံတွေအားလုံးဟာအဲ့ထဲမှာပဲကူးလူဆက်ဆက်ရင်းနဲ့ရေကြီးရမျက်နှာရောသွားနေတာဟာကျွန်တော်တို့နိုင်ငံတစ်နိုင်ငံနဲ့မဟုတ်တော့ဘဲနဲ့နိုင်ငံပေါင်းစုံဖြစ်တယ်ကျွန်တော်တို့နိုင်ငံမှာလည်းတခြားနိုင်ငံကသူတွေအလုပ်လာလုပ်တယ်လို့ကျွန်တော်တို့နိုင်ငံကသူတွေကလည်းတခြားနိုင်ငံမှာသွားပြီးတော့အလုပ်လုပ်ကြတာတွေ့ရပါတယ်ဒါကအုံနောက်ယူစီးတယ်ဟုတ်ပြီဒီခေတ်ကြီးကကြတော့အုံနောက်ယူစီးတာလည်းမဟုတ်ဘူးလေကာယယူစီးမှုပြဿနာခန္ဓာကိုယ်ကာယပလတန်မာထွားကြိုင်းတဲ့လူတွေလည်းနိုင်ငံရခြားမှာသွားပြီးတော့ကာယလုတ်သားရဲဆိုကြပါစို့ general workers ပေါ့လေအဲ့လိုအလုပ်တွေသွားလုပ်တော့တွေ့ရတယ်ဒါဆိုရင်ကျွန်တော်တို့တွေကပြန်စဉ်းစားကြည့်ဖို့လိုလာပြီပေါ့အဲ့တော့ဘာလဲဆိုတော့တဲ့ brain drain ဆိုတာအုံနောက်ယူစီးတယ်နောက်တစ်ခါဆရာကပြောခဲ့တဲ့ကာယပလပေါ့နော်ခန္ဓာကိုယ်နဲ့လုတ်ကန်စားတော့တဲ့လူငယ်တွေပြောမယ်ဆိုတော့ human resource ပါပဲလူစွမ်းအားတွေဆိုပျောက်ဆုံးကုန်ကလေးတစ်ယောက်ဗမာပြည်မှာမွေးတယ်ဦးငယ်လေးကနေတက်16နှစ်အထိမြန်မာပြည်ကမိဘတွေမြန်မာပြည်ကအနေအထားတွေမြန်မာနိုင်ငံသားတွေမြန်မာပြည်ရဲ့အင်အားတွေမြန်မာအစားအစာတွေမြန်မာအဝန်းအဝိုင်းတွေနဲ့သူ့ကိုဆရာတို့ထိန်းချောင်းပြီးတော့ဆရာပြုစုယူရကြရတယ်ဘတ်ဆိုသူအလုတ်လုံနိုင်တဲ့အရွယ်19-20လဲကြာလဲကြာသူများနိုင်ငံရောက်သွားသူများနိုင်ငံရောက်သွားတဲ့အခါမှာလဲသူစာတော်သည်ဖြစ်စေမတော်သည်ဖြစ်စေအုံနောက်ယူစီးတာတော့မဟုတ်တော့ဘူးကုန်ထမ်းမလားဟဲ့ပယံလုံမလားဟဲ့စောက်လို့ရဝန်ထမ်းလုံမလားဟဲ့စက်ရုံလုံသားလုံမလားဟဲ့နဲ့ရောက်သွားတော့ဆရာတို့ဟာခန္ဓာကိုယ်တွေပါယူစီးကုန်တယ်ကာယဗလနဲ့ပတ်သက်တဲ့ကိစ္စတွေပါဆရာတို့ယူစီးကုန်တယ်ဒါဆိုလို့ရှိရင်ကိုယ်တိုင်းပြည်မှာကိုနေထိုင်ပြီးတော့လုပ်ဖို့မလိုဘူးလားလို့မင်းရင်တော့ဆရာမလဲအတိအကျဖြစ်ရလို့ပြောလို့မရဘူးဟိုးပဝေတဏီတွေကဆရာတို့လူသားတွေဟာရေကြီးရာမျက်နှာရာရှာဖွေစားတောက်ကြတဲ့ဘဝရှိခဲ့တာဟုတ်အဲ့တော့တခြားနိုင်ငံကသူတွေလည်းဒုနိုင်ငံကိုရောက်နေတယ်လို့ဒုနိုင်ငံကသူတွေလည်းခြားနိုင်ငံကိုရောက်နေတာဖြစ်တဲ့အတွက်ဆိုတော့ဒီခေတ်ကြီးမှာတော့ဘုံတော့ယူစီးတာတွေပါလို့ရှာတိတ်အများကြီးမပြောချင်ပေမဲ့ဒီနေ့စကလုံးတစ်လုံးဆရာဘာလေးတွေ့တာလဲဆိုတော့ brain rot ဆိုတဲ့စကလုံးလေးတွေ့ရတယ်နိုင်ငံသားပဲသွားဗမာပြည်မှာပဲနေ brain rot လို့ခေါ်ပါတယ် brain rot ဆိုတဲ့စကားလုံးကဘာလဲဆိုလို့ရှိရင်တော့တဲ့ဆရာတို့ဒီခုက2025ရောက်နေတာဆရာတို့လွန်ခဲ့တဲ့နှစ်ကြံခဲ့တဲ့တစ်နှစ်က2024ဖြစ်ပါတယ်အဲ့ဒီ2024ခုနှစ်အတွက်တဲ့အကောင်းဆုံးစကားလုံးလို့တော့သိရတယ်တဲ့ brain rot ကတိပဲကအုံနောက်ပုတ်တိုးခြင်းလို့အိဗယ်ရတယ်အုံနောက်ပုတ်တိုးသွားတဲ့စကားဆိုတကယ်တော့အုံနောက်ကြီးပုတ်ပြီးတော့ခေါင်းကြီးပြက်ပြီးယူသွားတာမဟုတ်ဘူးတဲ့တင်စားပြောဆိုတဲ့စကားလုံးဖြစ်တဲ့ brain rot ဆိုတဲ့စကားလုံးကအဲ့တော့သူကဘာဖြစ်တာလဲဆိုတော့ဒီခေတ်ကြီးက digital ခေတ်ကြီးမီဒီယာကိုအလွန်အမင်းသုံးစွဲလာတဲ့ခေတ်ကြီးအဲ့လိုခေတ်ကြီးထဲမှာစိုးဝါးတဲ့အကျိုးသက်ရောက်မှုတွေကိုရလာတာကို brain rot လို့ပြောကြတာအုံတို့တွေကပုတ်ကုန်တယ်တိုးကုန်တယ်ပြောမယ်ဆိုရင်တော့ generation Z နဲ့ Alpha ရဲ့ online ရည်စည်းကြောင်းနဲ့ online ယဉ်ကျေးမှုတဲကနေပေါ်ထွက်လာတဲ့စကားလုံးလို့ပြောရမှာပါတယ်
ခစ်စကားလို့ပြောမှာပေါ့ဒါတို့သမီးတို့အရွယ်တွေမှာဖြစ်နေတဲ့စကားပေါ့ brain rot ကဆိုတော့စာအုပ်တော့ဖတ်မယ်ဆိုပြီးတော့စိတ်ကူးလိုက်တယ်စာအုပ်ကိုစကင်တယ်ကင်ပြီး2ကြောင်း3ကြောင်းတစ်မျက်နှာတော့မရှိသေးဘူးဘတ်ဆိုပြန်ချတယ် online ပေါ်ပြန်တက်တယ်social media တွေပြန်ရောက်သွားတယ် digital တွေနဲ့ပြန်ပြီးတော့ဆရာတို့ယဉ်နီးသွားတယ်ဒါဆိုရင်ပြောချင်တဲ့သဘောကတစ်စုံတစ်ခုကိုဆရာတို့အကြာကြီးအာယုံမဆိုင်နိုင်ဘူးနဲ့တူတယ်တစ်စုံတစ်ခုကို concentration အပြည့်အဝကြာမပေးနိုင်တဲ့သဘောတဘာဝမျိုးကိုတွေ့လာပါတယ်ဒါလည်းမှန်တာပဲခက်ကြီးကပြောင်းနေတာကိုကျွန်တော်ကြုံတွေ့နေရတဲ့ခက်ကိုက speak လို့ခေါ်တဲ့လင်းမြန်မှုတွေနဲ့ပြေးလွှားမှုတွေနဲ့သွားနေရတဲ့ခက်ဖြစ်တယ်အဲ့တော့ခက်ကြီးတိုးတက်လာတဲ့ခက်ကြီးမြန်ဆန်လာတာနဲ့အမျှကျွန်တော်တွေကလည်းများသိခြင်းမြန်သိခြင်းနဲ့စိတ်တွေနဲ့ကျွန်တော်ကကြီးပြင်းတဲ့ဝင်းကျင်ထဲမှာလူလာဖြစ်နေရတာဟုတ်အဲ့လိုမျိုးဖြစ်လာပြီဆိုရင်တစ်စုံတစ်ခုကိုအာယုံစိုက်ဖို့စ조사လိုက်တိုင်းတခြားတစ်ခုကိုလည်းသိခြင်းနဲ့စိတ်တွေကျွန်တော်ပေါ်လာပါတော့တယ်ဆရာကဆရာသုံးသက်ပြမယ်ဆရာပေါ့ဆရာဆို Netflix ကြည့်တယ် Netflix ကြည့်မယ်ဆိုရင် Netflix ရုပ်ရှင်သားတို့တမျိုးလည်းကြည့်ဘူးလားပဲ Netflix ကိုကြည့်နေတဲ့ဆရာဘာဖြစ်လဲဆိုတော့ရုပ်ရှင်ကြည့်ဖို့ရွေးနေတာကိုကဆရာမအာယုံမဆိုင်နိုင်ဘူးဒီကားကိုကြည့်လိုက်2စက္ကန့်2မိနစ်3မိနစ်ပတ်ဆိုဆရာနောက်တစ်ခါပြောင်းကြည့်လိုက်မမိုက်ဘူးလို့ထည့်လိုက်နေ Netflix ရွေးတဲ့ကာလကပဲရုပ်ရှင်တကားစာလောက်ကြာနေတာကိုတွေ့ရတယ်ဒါဆိုဆရာသိကြတယ်ဆရာလည်း brain rot ဖြစ်နေပြီအုံနောက်ပုတ်တိုးတဲ့စီးကြောင်းတွေကိုဆရာရောက်နေပြီလို့ခံစားလို့ရတယ်အဲ့တော့ဆရာတို့ဘာသွားတွေ့ရလဲဆိုတော့ဆရာတို့ငယ်တုန်းကတော့တဲ့စာအုပ်တွေဖတ်တယ်ဝတ္ထုတွေဆိုလို့ရှိရင်3အုပ်တွဲ4အုပ်တွဲ5အုပ်တွဲတောင်ဖတ်တယ်စိတ်ပါလက်ပါဖတ်တယ်စိတ်ဝင်တစားဖတ်ကြတယ်အဲ့လိုဘာလို့ဖတ်နိုင်တာလဲဆိုတော့ဆရာတို့မှာရွေးချယ်စရာနေတယ် television မရှိဘူး radio ပဲရှိတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကရွေးချယ်စရာနေတယ်အခုလိုမျိုး social media တွေမရှိဘူးရွေးချယ်စရာနေတော့ကျွန်တော်မှာရှိတဲ့ဟာပဲကျွန်တော်သုံးကြတယ်အဲ့ဒါဘာလဲဆိုတော့စာဖတ်ခြင်းပဲစာဖတ်တယ်ဆိုတော့စာဖတ်တာတိတ်အဆင်ပြေတယ်အဲ့တော့တိတ်သဘောမကျတော့ဘူးဆိုတော့အခြားအရာကိုပြောင်းလို့မရဘူးဒီစာအုပ်ပဲဆက်ဖတ်ကြဆိုတော့ကျွန်တော်ကစာရီကိုအာယုံစူးစိုက်စွာနဲ့အကြာကြီးဖတ်နိုင်ပါတယ်အဲ့ပြောရမယ်ဆိုရင်တော့တဲ့အံ့ဩစရာကြီးနော် brain work ဖြစ်နေတဲ့ဒီနေ့ခေတ်လူငယ်တွေဟာအာယုံစူးစိုက်မှုကိုသုတေသနလုပ်တဲ့ပညာရှင်တွေကသူတို့တွေဟာတဲ့8.25စက္ကန့်အတွင်းမှာသူတို့ကိုဆွဲဆောင်နိုင်ရင်ဆွဲဆောင်မဆွဲဆောင်နိုင်ရင်တော့နောက်တစ်ခုကိုပြောင်းမိတာမှတ်ပြီးတော့တယ်8.25စက္ကန့်အတွင်းမှာကြည့်နေတဲ့သူကသူညှိဝါပြီဆိုတော့မှဒါလျင်အဲ့ဒီ topic ကိုသူစိတ်ဝင်စားနဲ့ဆက်ဖတ်မှာဖြစ်ပါတယ်ဆရာညီလေးတယောက်သားလေးတယောက်ကိုဆရာတွေ့ဘူးဆရာစီမှာ counseling လာလုပ်တာပေါ့ဆရာ counseling နဲ့လုပ်တယ်နှစ်သိမ့်ဆွေးနွေးအကြံပေးတဲ့အလုပ်တွေလုပ်တယ် counseling လာလုပ်တဲ့သားလေးဟာတနာဖို့ကောင်းတယ်သူဘာလဲဆိုတော့ computer နဲ့လည်း game ကစားတယ်တပြိုင်နက်တည်းမှာပဲဒီဘက်မှာလည်းဘာကစားနေဆိုတော့သူ့ဖုန်းနဲ့လက်ကင်ဖုန်းနဲ့ hand phone နဲ့လည်းသူနောက် game တစ်ခုကစားတယ်ဒီဘက်မှာလည်း Apple iPad လို့ဟာမျိုးယူထောင်ပြီးတော့ကစားတယ် game တွေကိုပဲသူ့မှာ3-4မျိုးကိုတစ်ခုတည်းသူကစားနေတာကိုဆရာတို့တွေ့ရကွန်ပျူတာနဲ့နှိပ်လိုက်နှိပ်ရင်ဟိုကောင်ဟောရောက်သွားလိုက်ဒီဘက်ကိုကစားလိုက်ဆရာဘာသွားတွေ့လဲဆိုတော့သူဟာတစုံတစ်ခုကိုအာယုံစိုက်ဖို့သူသိဖီးမလာဘူးနဲ့တူတယ်ဒါပေမဲ့သူ့ကိုယ်သူကြောက်တယ်သူကဘယ်လိုပြောလဲဆိုတော့သူဒီတဲ့ညံရီတွားတယ်ဒီ game ကိုကစားနေနဲ့ back ဆိုဟိုဘက် game ကလိုအပ်ချက်ကိုသူတွေ့တယ်ဒီဘက်ကဟာကိုသူတွေ့တယ်ဆိုပြီးတော့သူ့ကိုယ်သူကသုံးသက်တယ်ဆရာလည်းသူ့ကိုနားလည်ပေးပါတယ်ဟုတ်တယ်ဒါလည်းဖြစ်နိုင်ပါတယ်ဒါဒီလိုမျိုးကျွမ်းကျင်တာလည်းဖြစ်နိုင်တယ်လို့ဒါဟာ concentration နဲ့ပတ်သက်ရင်တော့ဒါတော်တော်လေးအားနည်းနေတယ်လို့ဆရာသူနဲ့စကားတွေပြောပြတယ်အဲ့လိုနဲ့သူကဖြစ်လာတယ်ဆိုတော့ဒီ game ကစားတယ်ဒီ game ကစားတယ်ဒီ game ကစားတယ်သူ့ခန်းလေးထဲမှာသူ့ကဘာလေးလုပ်ပြီးတော့အစာစားဖို့တော့တတိပေးယူရတဲ့အထီးသူဖြစ်လာတယ်ပြီးတော့မိဘတွေကစိတ်ပူလာတယ်ထမင်းစားမှပြောရင်တော့မှစားနေရင်းနဲ့ဒီဘက်က game ကိုနှိပ်နေတော့ဒီဘက်ကဒါကိုလုပ်နေတော့အဲ့လိုတွေဖြစ်လာတဲ့အတွက်ဆရာတို့တွေဟာစိတ်တည်ရဲ့လောမှုတွေကိုမြန်ဆန်ဖြစ်လို့မှုတွေကိုထိမ့်သိမ်းပြီးတော့အေးကွေထိမိတတ်ရက်ငင်းချမ်းဆောင်ရွက်နိုင်တဲ့စိတ်တွေရဖို့ဆရာတို့လိုလာတာကိုအကြံပေးခြင်းပါတယ်ဒါကြောင့်ခစ်ကဘာဖြစ်လာလဲဆိုတော့မြန်လာတယ်ဟုတ်တယ်ခစ်မြန်လာတဲ့အတွက်ဆရာတို့တွေဟာအဲ့ဒီခစ်နဲ့အတူလိုက်မြန်ရတာပေါ့သို့တော်လည်းဆရာတို့ဂရုစိုက်ဖို့တော့လိုပါတယ်ဒါကတော့ကိုဖြည်းနှင်းနဲ့တတ်နေတတ်ဖို့လေလူတွေလို့အကြံပေးခြင်းပါတယ်ဆရာငယ်ကဆရာမိရဲ့ရုံးကိုလိုက်သွားတယ်မိရုံးမှာဘာသွားတွေ့ရလဲလက်နှိပ်ဆက်ရိုက်တဲ့အန်တီတယောက်ရှိတယ်အဲ့အန်တီနာမှာထိုင်ပြီးတော့လက်နှိပ်ဆက်ရိုက်တာကိုကြည့်တော့လက်ကလေးကဖတ်မြန်လိုက်တာတောက်မြန်လိုက်တာလုံးဝဒီဟိုမကြည့်ဘူးလက်နှိပ်ဆက်ကလုတ်ကိုမကြည့်ဘူးဒီဘက်ကစာအုပ်ပဲကြည့်ပြီးတော့ပြောင်းဂလောင်းပြောင်းတားသဘောကြတာပဲအဲ့လိုကြည့်နေနေပဲဆရာဘာသွားတယ်ဆိုအန်တီကဥမာဆိုပါစို့ THE တဲ့ကိုသူရိုက်ရမှာကိုသူမှားသွားတယ်ပေါ့
RHE ဖြစ်သွားတယ်ဆိုရင်သူက R ကိုတီပြန်ပြင်ရအောင်အဲ့ခါကျရင်အန်ဒီကစက်ကိုငြိမ်အောင်ဒီပြန်လုပ်တယ်ဒီဘက်ကခလုတ်ကြီးကိုသူဆွဲတယ် G ဆိုရွှေ့တယ်အဲ့ခုန R နေရာမှာတီပြန်ရိုက်ဖို့အတွက်အဲ့နေရာကိုတက်လေးပြန်ရွှေ့တယ်ရွှေ့နေခလုတ်ကလေးကိုဖွားလေး3ကနှိပ်ရတယ်အဲ့လိုနှိပ်တော့မှဒီက R ဖြစ်မဲ့ R ကို T ကိုပြောင်းမဲ့စလုံးတန်လေးကပေါ်လာပြီးတော့အန်ဒီရဲ့အိုင်နာလေးမှာနှင်းလေးနဲ့ပါလေးတို့ပြီးတော့မှ back ဆို3កောက်လောက်ဖိရတော့မှ back ဆို RHE ကနေ THE ဖြစ်သွားတယ်ဆိုတော့ပြောချင်တဲ့သဘောကမှားသွားလို့ပြင်ရင်တော့အချိန်တော်ကြာယူပြီးတော့အေးစစ်စစ်နဲ့မှန်အောင်ကျွန်တော်တို့ပြင်ရတာတွေ့ရတယ် now a day ဒီနေ့မှာတော့ computer တွေသုံးကြတယ် keyboard တွေသုံးကြတယ် screen ပေါ်မှာပြုံးသုံးကြတယ်စလုံးတစ်လုံးမှားသွားတာနဲ့ delete လုပ်ရတာမြန်တယ်နောက်ကိုပို့တဲ့မြားလေးနဲ့ဖတ်လို့လုပ်လိုက်ရုံပဲသို့မဟုတ် delete ကိုနှိပ်လိုက်ရုံပဲဒါတော့မှဆရာတို့အဲ့လိုမျိုးနှိပ်လိုက်တာနဲ့ချက်ချင်းပြက်ပြီးပြန်ပြင်လို့ရတာဟုတ်ဆရာတို့စိတ်မရှိဘဲနဲ့ပြောင်းနဲ့ခလုတ်တွေကိုဆရာတို့နှိပ်မိနေတာမကြာခဏဆိုတာကိုပဲဆရာတို့တွေးမိပါမယ်ဒါကြောင့်အရှိန်နဲ့မောင်းနေတဲ့ခစ်ကြီးထဲမှာဆရာတို့လူသားတွေဟာအရှိန်နဲ့အတူမှီအောင်လိုက်ကြတယ်အရှိန်များလေးမထိန်နိုင်မသိမ်းနိုင်လေးလူငယ်တွေနဲ့ထိတွေ့နေတဲ့ဆရာတယောက်ဆိုတော့ဆရာလူငယ်တွေကိုတွေ့ရင်အမြဲတမ်းဆရာနားထောင်ပြတယ်သူတို့တန်နေကြားတဲ့အခါမှာစိတ်မကောင်းဒီလောက်ကြိုးစားပါလျက်နဲ့အခုထိဘာမှမဖြစ်သေးဘူးကျွန်တော်ကဒုက္ခပါပဲ I don't like my life I don't like my job အဲ့လိုတွေဖြစ်နေကြတယ်အခုထိကျွန်တော်မချမ်းသာသေးဘူးအခုထိမအောင်မြင်သေးဘူးဆိုတဲ့စကားတွေအများကြီးကြားတော့ဆရာနားလဲပါတယ်သူတို့ဆရာရောင်ရဲပါလို့ပြောတော့ချို့ရဆရာနှခမ်းတွန့်ပြီးတော့စိတ်ဆိုးကြရောင်ရဲပါဆိုတာဆရာမကြိုးစားနဲ့လို့ပြောတဲ့သဘောပါပဲမကြိုးစားစေခြင်းလို့ပါပဲအလကားပါလို့ဆရာကိုထင်ကောင်းထင်ကြမယ်မှန်ပါတယ်မကြိုးစားနဲ့လို့ထင်မယ်ဆိုလဲထင်ပါသို့တော့ရောင်ရဲတာလုံးဝမကြိုးစားဘဲနဲ့တော့နေခိုင်းတာမဟုတ်ပါဘူးကြိုးစားဖို့လည်းလိုတယ်ရလာတဲ့ good result ကိုလည်းဆရာတို့လက်ခံပြီးတော့ကျေနပ်တတ်ဖို့လိုပါတယ်ဒါကြောင့်ကြိုးစားတဲ့အကျိုးကျေးဇူးကိုရတဲ့အခါမှာကျတို့နေတယ်မများဘူးအများကြီးလိုချင်တယ်ဆိုတော့ကိုကျိုးခံစားခွင့်အသီးအပွင့်တွေကိုတော့မှမခံစားနိုင်ဘဲနဲ့ဆရာတို့မောပန်းနေမှာဆရာစိတ်ပူတာပါအသက်ပဲငင်းအသက်ပဲကြီးနားလည်ရမယ့်ဟာတစ်ခုရှိတယ်ကိုအသက်အရွယ်အနေအထားနဲ့ထိုက်တန်တဲ့ဝင်ငွေယာဒူးဌာနန္တရဆိုတာသူ့အရွယ်နဲ့သူရောက်လာတာဖြစ်ပါတယ်ဒါအသက်အစိတ်ပဲရှိသေးတယ်နိုင်ငံတော်သမ္မတလုပ်လို့မရပါဘူးအနည်းဆုံးအသက်40ရှိမှနိုင်ငံတော်သမ္မတလုပ်လို့ရပါမယ်။သမီးကအသက်20ပဲရှိသေးတယ်။ကျောင်းအုပ်ချက်မှလုပ်လို့မရဘူး။ကိုယ့်အကူကျောင်းထောင်ပြီးကျောင်းအုပ်လုပ်ရင်တော့ပြောတတ်ဘူးပေါ့။တကယ်ထိုက်တန်တဲ့အတွေ့အကြုံတွေအယူအဆတွေနဲ့သွားတော့မှသာလေအရွယ်တစ်ခုပြီးတစ်ခုရောက်လာရင်းနဲ့ဆရာတို့ဟာဘာဖြစ်လာမလဲဆိုတော့ထိုက်တဲ့နေရာတစ်ခုရပါလိမ့်မယ်။ကြီးကျယ်ခမ်းနားတဲ့ငွေကြီးကြွယ်ဝချမ်းသာမှုတွေကိုရှာပြောတတ်ဘူးနော်။ဟုတ်ပြီ။ဆရာငယ်တုန်းကကျောင်းသားဘဝတဖြည်းဖြည်းနဲ့ကြိုးစားတယ်အခုဒီအရွယ်မှာဒီအသက်အရွယ်မှာထိုက်တဲ့နေရာတစ်ခုနဲ့လုတ်ကင်နိုင်တဲ့အဆင့်တန်းတစ်ခုဆရာတို့ရတယ်ဒါကြောင့်လူငယ်တွေကိုပြောချင်ပါတယ်ကိုယ့်အသက်အရွယ်ထက်ပိုကြီးမားတဲ့မျော်လင့်တောင်းတမှုတွေကိုလိုချင်နေမယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာတွေပြင်ပန်းပါလိမ့်မယ်အာယုံစူးစိုက်မှုတွေနည်းနေတဲ့ခုနကခေါင်းစဉ်လေးဆရာပြန်သွားခြင်းနဲ့ brain rock လို့ခေါ်တဲ့အုံနောက်ပုတ်သိုးမှုမျိုးကိုမဖြစ်အောင်လဲကို concentration ကောင်းမိအောင်လုပ်နိုင်ဖို့လိုတယ်လို့ဆရာအကြံပေးခြင်းပါတယ်ဒါကြောင့်စာရီဖတ်ပြီးတော့လောကကိုကြည့်ဖို့လိုပါတယ်လောကကိုစာရီဖတ်ပြီးကြည့်တတ်ပြီးဆိုရင်လောကကကိုပြန်ပြီးတော့ပေးတဲ့သင်ခန်းစာတွေရပါလိမ့်မယ်အဲ့ကောင်တွေရတဲ့အခါမှာဆရာတို့စိတ်ဖိစီးမှုတွေရောသွားနိုင်တယ်လို့ brain rock ဖြစ်တဲ့အုံနောက်ပုတ်သိုးမှုကိုလည်းရှော့ချနိုင်မယ်လို့ပြောခြင်းပါတယ်ဒါကြောင့်ဆရာတက်လက်စာလည်းပြောလိုက်ပါဦးမယ်ဆရာတို့ဒီ master ထဲမှာဆိုရင်ရွှေနှုတ်မှာဗာလေးတွေ့ရလဲဆိုတော့သူတို့ရဲ့ application ကို download လုပ်လိုက်လုပ်ပြီးသွားလို့ရှိရင်တားရဲ့ screen ပေါ်မှာပေါ်လာပြီလို့ရွှေနှုတ်ထဲကိုဝင်လိုက်တမီးတို့တားတို့ဝင်လိုက်ပြီးတဲ့နဲ့တပြိုင်နက်တည်းရွှေနှုတ်ဟာလန့်စင်ကြီးပေးစရာမလိုဘဲနဲ့အခမဲ့ဖတ်ရှုလို့ရတဲ့စာအုပ်10အုပ်ရှိပါတယ်အဲ့10အုပ်ကိုညီးစမ်းကြည့်လိုက်ပါအဲ့10အုပ်ကလည်းတိတ်စိတ်ဝင်စားဖို့ကောင်းတဲ့ခေါင်းစဉ်တွေဖြစ်တယ်ဒါကြောင့်အဲ့10အုပ်ကိုဖတ်ကြည့်ပြီးတဲ့အခါမှာကိုဟာစာဖတ်ခြင်းနဲ့မှုလျော်ပြီးစာဖတ်ခြင်းကိုညှိပြီးစာဖတ်ဖို့လိုပြီးစာဖတ်ဖို့ရအောင်လုပ်တော့မယ်ဆိုရင်တပြိုင်တည်းရွှေနှုတ်ကိုအကြောင်းကြားပြီးတော့ဒီကနေတစ်ဆင့်ဈေးနှုန်းတွေ short ပေါ်ပြီးမယ်ဈေးနှုန်းတွေနဲ့အတူရွှေနှုတ်ရဲ့စာအုပ်တွေအများကြီးကိုဖတ်လို့ရတဲ့ခွင့်ရည်ရှိတယ်ဆိုတဲ့အကြောင်းလေးဆက်ပြောချင်ပါတယ်ဒါကြောင့် concentration အာယုံစိုက်ပါ brain rock လို့ခေါ်တဲ့အုံနောက်ပုတ်တိုးတယ်ဆိုတဲ့ဒဏ်ရာတန်ချက်မရအောင်ဆောင်ရွက်နိုင်ပါစေလို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာနာမည်ညီပါ